Hello guys ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ပထမဦးဆုံးပကံမှာ e-bike နဲ့2ရက်တာလေးပဲခဲ့တဲ့အမှတ်တရလေးတွေပဲဖြစ်ပါတယ်ပိလာပကံဆိုတဲ့ပကံမြဟိုတယ်မှာတက်ခဲ့တယ်ကျွန်တော်နှစ်ယောက်ရောက်ချင်းပဲဟိုတယ်လေးကိုပတ်ကြည့်ပြီးတော့ဟိုတယ်ကအစီအစဉ်ပေးတဲ့ e-bike နဲ့ပဲချက်ချင်းထွက်ဖို့လုပ်တယ်ပေါ့နော်ဒါကတော့ e-bike နဲ့သွားလို့ရှိရင်ပေးတဲ့မြေပုံပေါ့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့မနေ့ည9နာရီကနေထွက်လာပြီးမနက်9နာရီကျော်မှပကံကိုရောက်တာနဲ့ချက်ချင်း e-bike နဲ့ထွက်ခဲ့တဲ့တုန်းကအရန်ကိုမောနေတာဒါပေမဲ့ငရင်အလှတွေကိုမြင်လိုက်ရတော့အမောတွေပြေးသွားတယ်ဆိုတာကတကယ်အမှန်ပဲဗျကျွန်တော်တို့နှစ်ယောက်စလုံးကဒီနေ့ရက်လုံးကိုစွန့်စားကခီးပုံစံလေးထွက်ချင်တာဖြစ်တဲ့အတွက်အားလုံးကကိုယ်တစ်ခါမှမရောက်ဘူးတဲ့နေရာမှာရှောက်သွားရတဲ့ feeling ကတော်တော်လေးကိုတစ်လွင်နေတယ်လို့ပဲပြောရမှာပါကြည့်နေတဲ့မိတ်ဆွေတွေကို request လုပ်ချင်တာကအခုမှကျွန်တော်တို့နှစ်ယောက်ကပကံကိုရောက်ပြီးတော့ပထမဆုံးရိုက်တာလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့မှာကင်မရာမပါသွားတဲ့အတွက်ဖုန်း quality ကနည်းနည်းလေးတော့ကျနေပါတယ်ဒါလေးတော့အသိခံပေးပါဗျလမ်းမှာမြင်သမျှတွေ့သမျှကလည်းကျွန်တော်တို့ရန်ကုန်လိုမဟုတ်ဘဲနဲ့တော်တွင် vibe ရတယ်ပြီးတော့ရှေးဟောင်းနေရာတစ်ခုကိုကိုယ်တိုင်စွန့်စားခံထွက်ရတယ်လို့မျိုး vibe ဖြစ်တဲ့အတွက်တကယ်ကိုအတွေ့အကြုံတစ်ပါပဲဗျနေရာစလုံးကတော့မြူးနေကြတာပေါ့ကျွန်တော်တို့ကဒီခရီးမှာ e-bike ငါးပေးလိုက်တဲ့ဟိုတယ်ကပေးတဲ့မြေပုံနဲ့ Google Map နဲ့ပဲသုံးပြီးတော့တွားခဲ့တာပေါ့နော်တချို့နေရာတွေကလမ်းတွေကောင်းတယ်ဒါပေမဲ့တချို့နေရာတွေကျတော့မြေနီလမ်းလေးတွေနဲ့ပေါ့ဒီနေရာကတော့ကျွန်တော်တို့မြေပုံထဲမှာလည်းပါတယ်ညောင်လက်ဖက်ကုန်းဆိုတဲ့ဟာပေါ့နော်မျောစင်ဘက်သွားတဲ့လမ်းတစ်ကြောမှာပဲရှိတယ်ပေါ့နော်ဒါကတော့နမ်းမြင့်မျော်စင်ပေါ့နော်နမ်းမြင့်မျော်စင်ကြတော့ကျွန်တော်တို့နေတဲ့နေရာနဲ့ဆိုနည်းနည်းဝေးသွားတယ်ပြီးတော့သူ့ရဲ့လမ်းတွေက e-bike နဲ့ဆိုလို့ရှိရင်အတက်အဆင်းတွေများတော့သတိထားပြီးတော့သွားဖို့လိုတယ်ကျွန်တော်ကအမြင့်နည်းနည်းကြောက်ပေမဲ့ဒီနမ်းမြင့်မျော်စင်အပေါ်ဆုံးကနေကြည့်ရတဲ့ view ကတော့တော်တော်လေးကိုလာတာကံကိုအခုမှပထမအဦးဆုံးသွားတာဖြစ်တဲ့အပြင်ကိုယ်တိုင် e-bike နဲ့ရှောက်လေတာ2ရက်တာအချိန်ကလုံးဝမလောက်ပါဘူး e-bike နဲ့ရှောက်လေမယ်လို့တွေးထားတဲ့လူတွေရှိလို့ရှိရင်3ရက်ဒါမှမဟုတ်5ရက်လောက် AC သွားလေပါ2ရက်ဆိုအရန်ကိုပင်ပန်းပါတယ်ဗောနော်ကျွန်တော်တို့ကိုတွေးပါကျွန်တော်တို့2ရက်အတွင်းမှာဖျားတော့အများကြီးရအောင်သွားခဲ့ပေမဲ့လို့မစုံပါဘူးဗောနော်ကျွန်တော်တို့ဗီဒီယိုထဲမှာခန်းစားလို့မရတဲ့ပြင်တကယ်သဘာဝရှုခင်းတွေကိုမြင်ခဲ့ရတယ်ဟုတ်ပါပြီဒီ vlog လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ညရဲ့အခုလိုမျိုးတွာလာတဲ့ vlog လေးတွေကိုအမြဲတမ်းကြည့်အောင် channel လေးကို subscribe လုပ်ပေးထားဖို့အတွက်ကိုလည်းတောင်းဆိုပါရစေခင်ဗျ။ message ရဲ့ပကံအတွေ့အကြုံလေးတွေကိုလည်းဒီ video လေးမှာ comment လေးတွေရေးပေးသွားကြပါအောင်။လိုအပ်ချက်တွေအများကြီးရှိပေမဲ့လည်းနောက်ထပ် video မှာပို့ပြီးတော့ကောင်းအောင်တင်ဆက်ပေးပါမယ်။ See you guys.